အားလုံးမင်္ဂလာပါဒီစစ်ပါဒီနေ့ကတော့ကျတို့စာပေး plot လေးတွေကိုဘယ်လိုဆွဲမလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်။ရင်ဆုံးစာပေးလေးကိုကြည့်အောင်ပေါ့နော်။ဒီစာပေးလေးကတော့ New Zealand student တွေရဲ့science ယူတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမေးထားတဲ့စာပေးလေးဖြစ်ပါတယ်။ question 10ခုရှိပါတယ်အဲ့ဒီ10ခုကို strongly disagree ကနေပြီးတော့ strongly agree ထိအောင် option 5ခုနဲ့မေးထားတဲ့ response လေးဖြစ်ပါတယ် subtitle နှစ်ခုရှိပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ tidyverse ကိုခေါ်လိုက်ပါတယ်ပြီးတော့မှ library ကနေပြီးတော့ HH ဆိုတဲ့ package ကိုခေါ်ရပါမယ်မရှိသေးဘူးဆိုရင်တော့ package ကို install လုပ်ရမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့အခုနတော့စာပေးလေးကတော့ free data set လေးဖြစ်တယ်ဘယ်ထဲမှာရှိရလဲဆိုတော့ HH ထဲမှာရှိတဲ့ data set လေးခေါ်ပါတယ်စက်ကြည့်အောင်နော်အားလုံးဆွေးနွေးပါစေ